Hello guys, welcome back. ဒီဗီဒီယိုလေးမှာတော့လက္ခဏာနဲ့ပတ်သက်ပြီးတော့အပိုင်း2ကလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပေါ့နော်။လွန်ခဲ့တဲ့လကတော့မဆူပထမဦးဆုံးလက္ခဏာနဲ့ပတ်သက်ပြီးတော့ knowledge sharing အနေနဲ့ဗီဒီယိုလေးတစ်ခုတင်လိုက်တယ်။အကောင်လုံးကလည်းကျေနပ်နှစ်သက်အားပေးကြတဲ့အတွက်ကြောင့်မလို့ပြီးတော့အပိုင်း2ကလေးတင်ပေးပါဆိုပြီးတော့လည်း request လုပ်ကြတဲ့အတွက်ကြောင့်မလို့အပိုင်း2ကလေးကိုမဆူဒီဗီဒီယိုလေးကနေပြီးတော့တင်ပေးမှာဖြစ်ပါတယ်ပေါ့နော်။ဒီဗီဒီယိုလေးမှာတော့အပိုင်း1မှာတော့ generally ပေါ့နော် basic ဖြစ်တဲ့ information လေးတွေမဆူ share ခဲ့တယ်။အပိုင်း2မှာကျတော့ဟိုကြံသေးတဲ့ information လေးတွေပြီးတော့အသေးစိတ် information လေးတွေကိုမဆူတည်တဲ့လောက်ထပ်ပြီးတော့ sharing လုပ်ပေးမှာဖြစ်ပါတယ်ပေါ့နော်အဲဒီတော့ if you're ready let's get started ပထမဦးဆုံးမဆူပြပြမယ့် line လေးတွေကဘာလေးတွေလဲဆိုတော့အဖေ line နဲ့အမေ line နဲ့ကိုမဆူပြပြပေးမယ်အဖေ line ကကြတော့ဒီမှာလက်ညှိုးเนาะလက်ညှိုးအောက်က line လေးတွေကအဖေ line ဖြစ်ပါတယ်ဒီဘက်လက်သန်းအောက်က line လေးတွေမဟုတ်ဘူးเนาะလက်သန်းအောက်က line လေးတွေကကြတော့ attachment line လို့ခေါ်တယ်တချို့တွေကလည်းအိမ်အောင်ဘယ်နှဆက်ကြမယ်ဆိုတာကိုဒါနဲ့ predict လုပ်ကြရတယ်ဒါပေမဲ့အိမ်အောင်ကြတာနဲ့မဆိုင်ဘူး relationship ဟိုပါပေါ့နော် close ဖြစ်တဲ့ relationship ဘယ်နှခုရှိနိုင်လဲကိုဘဝမှာဘယ်နှခုရှိနိုင်လဲပဲအသက်အပိုင်းခြားမှာရှိနိုင်လဲဆိုတာကိုဒီ line လေးတွေနဲ့အဆုံးဖြတ်ပေးတယ်ပေါ့နော်ဒါပေမဲ့အခုမဆုပြောပြမှာကကြတော့အဖေ line ကိုအရင်ပြောပြမယ်ပေါ့နော်အဖေ line ကကြတော့လက်ညှိုးရဲ့အောက်က line လေးတွေလက်ညှိုးအောက်မှာ line လေးတွေရှိပါတယ်အဲ့ဒီ line လေးတွေကဒါလက်ညှိုးပေါ့နော်လက်ညှိုးအောက်က line လေးတွေကဒီလိုမျိုးလေးတွေရှိတတ်တယ်အတူရှိရတော့ညီကျမညီမေပေါ့နော်အဲ့ဒီကမှရှေ့ရှေ့လေးနဲ့တင်ရှာလေးဖြစ်နေတဲ့ line တစ် line ရှိမယ်အဲ့ဒီဥစ္စာကအဖေ line လို့ခေါ်တယ်တချို့ line တွေကကြဦးလေး line တို့အဖိုးတို့ဘာတို့အဲ့လိုမျိုးဟိုဟာဖြစ်ကြတယ်ပေါ့နော်ဒါပေမဲ့ဒီဥစ္စာတွေကတော့ဟိုနည်းနည်း verify လုပ်ရတာနည်းနည်းခက်တဲ့အတွက်ကြောင့်မလို့ဟိုဟာဘယ်လိုပြောမလဲအရေးကြီးတဲ့ topic ကိုပဲမဆုအရင်ပြောပြမယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးကအဖေ line ကိုမဆုအရင်ပြောပြမယ်အဖေ line ကလိုမျိုးရှိလေးနဲ့ထင်းလေးဖြစ်နေလို့ရှိရင်ကို့အဖေနဲ့ကိုရဲ့ relationship က healthy ဖြစ်တယ်ပြီးတော့ဟို close ဖြစ်တယ်ပေါ့နော်ဟိုကောင်းတဲ့ relationship လို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့တချို့ line လေးတွေကကြတော့ခရင်ကွာလေးတွေခရင်ကွာလေးတွေရှိတတ်တာရှိမယ်တချို့တွေကြတော့ကျွန်းလေးတွေနဲ့လူမျိုးလေးတွေရှိတတ်တာရှိမယ်ကျွန်းလေးတွေရှိတာပဲဖြစ်ဖြစ်ခရင်ကွာလေးတွေရှိတာပဲဖြစ်ဖြစ်ကမကောင်းအဲ့လိုမျိုးကျွန်းလေးတွေရှိရဲ့သူဆိုလို့ရှိရင်ကို့အဖေနဲ့ကိုနဲ့ relationship ကဆိုလို့ရှိရင် long distance ဖြစ်တာဖြစ်မဖြစ်လို့ရှိရင်ခက်တန်ခက်စိမ့်ဖြစ်တယ်ပေါ့နော်ခရင်ကွာလေးတွေရှိတာကြတော့ကို့အဖေနဲ့ကိုနဲ့ကကြတော့ဟိုမတည့်ဘူးပေါ့နော်မတည့်တဲ့ relationship မျိုးဖြစ်တယ်ပေါ့နော်မချစ်ဘူးလားဆိုတော့မဟုတ်ဘူးချစ်တော့ချစ်တယ်ဒါပေမဲ့ဘဝမဖြစ်ဘူးပေါ့နော်အကျော်မတည့်ဘူးပေါ့အဲ့လိုပုံစံမျိုးပေါ့နော်မဆုဆိုလို့ရှိရင်ဒီမှာခရင်ကွာတွေကမှအများကြီးပဲအဆောင်နေရောအတဲ့ရောဒီအောက်မှာပေါ့နော်အဖေနဲ့မဆုနဲ့ကခေါ်တယ်စကားလည်းပြောတယ်သူတို့လည်းထောက်ပံ့ပေးတယ်သူတို့ကလည်းပြန်ပြီးထောက်ပံ့မှာအဲ့ဒါပေမဲ့မတည့်ဘူးကွာအဲ့လိုမျိုး toxic ဖြစ်တဲ့ relationship ပေါ့နော်ဒါကတော့အဖေ line နောက်တစ်ခုကကြတော့မဆုအမေ line ကိုပြောပေးမယ်ပေါ့နော်အမေ line ကကြတော့ဘာလဲဆိုတော့ဒီမှာလက်မရှိတယ်လက်မနဲ့အနီးဆက်ဆုံး line ပဲအဲ့ဒါအမေ line ဒီ area မှာဆိုရင် line လေးတွေအများကြီးပဲရှိရကွာအဲ့အများကြီးတွေကမှဒီလက်မနဲ့အနီးဆုံး line သို့မဟုတ်တိတာထင်ရှားတဲ့ line ပေါ့နော်အဲ့ဒီ line ကဆိုလို့ရှိရင်အမေ line ဖြစ်တယ်အဲ့လိုပဲဆောနာမဆုပြောခဲ့သလိုပဲဒီအမေ line ကထင်းလေးနဲ့နက်ကလေးနဲ့တန်လေးဆိုလို့ရှိရင်ဒီဟာကောင်းတဲ့လက္ခဏာဖြစ်တယ်ပေါ့နော်ကို့အမေနဲ့ကိုနေက healthy ဖြစ်ပြီး close ဖြစ်တဲ့ relationship ရှိရလို့ပြောလို့ရတယ် but on the other hand အဲ့လိုမဟုတ်ဘဲနဲ့ဆောနာလို့မဆုပြောသလိုလူမျိုးခရင်ကွာလေးရှိနေတာတို့သို့မဟုတ်ကျွန်းလေးတွေပလုံစီပြီးရှိနေတာတို့ဆိုလို့ရှိရင်ကောင်းတဲ့ relationship ရှိရလို့ပြောလို့မရဘူးပေါ့နော်မဆုဆိုလို့ရှိရင်ကိုယ့်ရဲ့မဆုရဲ့အမေ line မှာဆိုလို့ရှိရင်ကဒီပြကြမယ်နော်ဒီမှာတွေ့လားဒီ line လေးကိုကြည့်လိုက်ဒီ line လေးကနှက်ပြီးတော့ထင်ရှားတယ်သို့ပေမဲ့အလုံးတွေ့တဲ့အတိုင်းပဲဒီမှာအလုံးလေးတွေအများကြီးပဲအလုံးလေးအများကြီးပဲတွေ့လားပြီးတော့ဒီမှာခရင်ကွာကလည်းခွဲသွားလိုက်သေးတယ်အဲ့တော့ကိုအမေနဲ့မဆုရဲ့ relationship ကလည်းတိတ်ပြီးတော့ close လည်းမဖြစ်ဘူးဟိုချစ်ခင်နဲ့ healthy ဖြစ်တဲ့ relationship မျိုးမဟုတ်ဘူးပေါ့နော်ဒါကတော့အဖေ line နဲ့အမေ line ပေါ့နော်တချို့တွေကကြတော့ဒီအဖေ line လုံးဝမပါတဲ့သူတွေရှိတယ်အဖေ line လုံးဝမပါဘူးဒီနိုင်မှာ line လုံးဝမပါဘူးတခြားဥစ္စာတွေတော့ပါတယ်ကွာဒါပေမဲ့သူ့အဖေကအသက်ရှိအထင်ရှားရှိသေးတယ်အဲ့လိုလူတွေကကြတော့အဖေနဲ့သူနဲ့ relationship ကဟိုရှိနေပေမဲ့
ဟိုမရှိဘာလဲဟို close မဖြစ်ဘူးပေါ့နော်သူကလည်းသူဟာသူဘဝနဲ့သူကိုလည်းကိုဘဝနဲ့ကိုအဖေတစ်ခုသားတစ်ခုခက်တန်တန်မယ်ဆိုတဲ့ relationship မျိုးပေါ့နော်ဒီအဖေ line မပါတဲ့သူတွေကအဲ့တော့နောက်တစ်ခုကကြတော့ထီကန်နဲ့ပတ်သက်ပြီးတော့မစုပြောပြမယ်ပေါ့နော်ထီကန်ကတော့အားလုံးသိတဲ့လို့ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ထီကန်နေပါတွေကကြတော့ဒီဥစ္စာပေါ့နော်ဒီဥစ္စာ Mount Apollo လို့လည်းခေါ်တယ် Mount Sun Mount လို့လည်းခေါ်တယ်ပေါ့နော်ဒီ area လက်ခက်လက်ရဲ့အောက်က area ဒီ area ကိုဒီဂျိုကုံကိုဒီဟာဂျိုကုံเนาะဒီဂျိုကုံကို point လောက်နေတဲ့မြင်းပြိုင်နှစ်ချောင်းပေါ်တာ ਨੇ အဲ့ဒီလူကထီကန်ရှိရဆိုပြီးတော့ပြောလို့ရတယ်ဥပမာမစုပြောမယ်เนาะဒါအသက်လန်းကြောင်ဒါကဥကောင်လန်းကြောင်ဒါကနှလုံးလန်းကြောင်ထားပါတော့เนาะဒီလိုမျိုးလေးတွေမြင်းပြိုင်တော့မြင်းပြိုင်ဖြစ်ရမယ်မြင်းပြိုင်ဖြစ်မှသူကထီကန်နော်မြင်းပြိုင်မဟုတ်ဘူးဆိုလို့ရှိရင်ကောင်းတော့ကောင်းတယ်ထီကန်မဟုတ်ဘူးသူကသူပုံမှန်ပဲပေါ့နော်မြင်းပြိုင်ဖြစ်ပြီဆိုလို့ရှိရင်ထီပေါက်ကိန်းရှိရင်ရှိမရှိလို့ရှိရင်အမွေရကိန်းရှိရင်ရှိမရှိလို့ရှိရင်အကြောင်းတစ်ခုခုကြောင့်ဟိုပတ်စံနေဟိုလုံးကနေခဲကနေဝင်လာတဲ့ကြက်မာပေါ့နော်ဒါမဲ့သူ့ရဲ့အသက်အပိုင်းခြားပေါ်မှာတော့မူတည်တယ်ဥပမာဒီလိုမျိုးလေးဆိုလို့ရှိရင်အသက်20ဝန်းကျင်လောက်ကစပြီးတော့ထီကန်ကောင်းသွားပြီဘာကြောင့်လဲဆိုတော့ဒီဥကောင်လန်းကြောင့်နဲ့ဒီဟာနဲ့ထိတဲ့နေရာအသက်35ဒီအောက်ကဆိုလို့ရှိရင်35မတိုင်ဘူးအပေါ်ကကျတော့35ကျော်သူက35မတိုင်ခင်နေကစပေါ်နေပြီဆိုတော့ကွာ20ကျော်လောက်တည်းဟိုကထိကန်ကောင်းနေပြီလို့ပြောလို့ရတယ်ပေါ့နော်တချို့ရဆိုရင်ဒီလိုမျိုးဒီလိုမဟုတ်ဒီလိုမပေါ်ဘဲနဲ့ဒီနားလောက်ကြတော့မှပေါ်တာရှိရယ်အဲ့ဆိုလို့ရှိရင်တော့အသက်35ကျော်လောက်မှ30ကျော်လောက်မှထိကန်အစကောင်းမှထိဟိုဘာလဲပတ်စံဒီလုံးကနေခွဲကနေဝင်နိုင်တဲ့ဂိမ်းကအဲ့30ကျော်လောက်မှစကောင်းတာလို့ပြောလို့ရတယ်နောက်တစ်ခုကကြတော့မဆုပ်ဆိုလို့ရှိရင်ဒီလိုမျိုးပေါ်နေပြီအရင်တော့မရှိဘူးဒီဂျိုကောင်မှာဒီလိုမျိုးလေးနှစ်ချောင်းလေးပေါ်နေပြီအဲ့ဒါဆိုလို့ရှိရင်ပတ်စံဒီလုံးကနေခဲကနေဝင်ဂိမ်းရှိတယ်အသက်50ကျော်မှအသက်50ကျော်မှထိပေါက်ရင်ပါမပေါက်ရင်အမွေရရင်ရမရရင်ပတ်စံလုံးကနေခဲကနေဝင်ဂိမ်းရှိတယ်ပေါ့နော်အဲ့ဒါကိုမဆုပ်ပြမယ်နော်နည်းနည်းလေးတော့ဘယ်လိုပြောမလဲမတွေ့လားမြင်ရလားတော့မသိဘူးတွေ့လားတိတ်တော့မထင်ရှားဘူးကွာဒါပေမဲ့ဒါဘယ်ဘက်ဆိုတော့ तू ကဖြစ်နိုင်ခြေပဲရှိတာညာဘက်မှာပါပေါ်လို့ရှိရင်တော့ပို့ပြီးတော့တေချာသွားပြီပေါ့နော်ဘယ်ဘက်မှာတော့မစုပေါ်နေပြီအရင်တော့ကတော့မပေါ်ဘူးပေါ့နော်အဲ့ဒါကအသက်50ကျော်လို့ရှိရင်ထီပေါက်ကိန်းရှိတယ်ပေါ့နော်ဒါကကြတော့ထီကန်နဲ့ပတ်သက်ပြီးတော့ပြောပြတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဗာလေ addiction line လို့ခေါ်တယ်ပေါ့နော်ဒါမှမဟုတ်သူ့ရဲ့အပြည့်အစုံကကြတော့ via line လို့ခေါ်တယ်အဲ့ဒါကဘယ်လို line လဲဆိုတော့ဒီ area ကြီးကဘာလို့ခေါ်လဲဆိုတော့ moon la area ဥမာလာတွေပါတာတယ်ဆိုလို့ရှိရင်အရန်စိတ်ကူးစိတ်တန်ကောင်းပြီးတော့သိရမလားဟိုဟာထဲမှာနစ်မျောနေတဲ့ပုံစံကွာလာရဲ့ဟိုဥစ္စာကလာရဲ့ဟိုသဘောတဘာဝအဲ့လိုမျိုးသဘောတဘာဝရှိရယ်via la scavia line ကကြတော့ဒီနားလောက်ကစတယ်နားလောက်ကစပြီးလို့အဝိုက်ကလေးဖြစ်သွားတာအဲ့လိုဖြစ်ရင်လည်းဖြစ်မဖြစ်ရင်ဒီလိုမျိုးဖြစ်တာလည်းဖြစ်နိုင်တယ်ဒီလိုဖြစ်တာလည်းဖြစ်နိုင်တယ်ကြိုက်တယ်လို့ဖြစ်ပေါ့နော်ဒီဟာတွေကြိုက်တဲ့ line ပုံစံနဲ့သွားဒါက via la scavia line လို့ခေါ်တယ်ပေါ့နော် via la scavia line whatever okay အဲ့ဒီဥစ္စာကဒီ line ရှိတဲ့သူကဆွဲလန်းတတ်တဲ့ personality ရှိတယ်ရဆွဲရင်ဆွဲဗီဒီယိုဂိမ်းဆွဲရင်ဆွဲမဆွဲရင်ဟိုဗာလဲဟိုတည်မလားအပြာကားတွေဆွဲတာပဲဖြစ်ဖြစ်ဆွဲလန်းတတ်တဲ့ personality ရှိတယ်မဆုမှလည်းအဲဒီဆွဲလန်းတတ်တဲ့ personality ရှိတဲ့ via la scavia line ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့မဆုကဘာလုပ်လဲဆိုတော့ကို healthy ဖြစ်တဲ့အကျင့်တွေပဲမဆုကမွေးမြူလိုက်တယ်အဲ့တော့ healthy ဖြစ်တဲ့ဥစ္စာတွေဆွဲကျင်တယ်လို့ဆွဲတရားထိုင်တာဆွဲရင်လည်းဆွဲ place တွေတရားပဲထိုင်လိုက်တော့မယ်အဲ့လိုမျိုးပေါ့နော်တခုခုအလွန်အကျူးလောက်တတ်တဲ့ personality ရှိတယ်ပေါ့နော်သူကကြတော့ဘယ်လိုမျိုးပြောလဲဆိုတော့တဲ့ဒီအပေါ်ဘက်ရောက်သွားလို့ရှိရင်ဒီ line လေးကဒီလိုမျိုးလေးအပေါ်ဘက်ရောက်သွားလို့ရှိရင်ဟိုဗာလဲ concrete ဖြစ်တဲ့ materials နဲ့ပတ်သက်တဲ့ဆွဲလန်းမှုတွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဟိုဟာဗာလဲ coffee ဆွဲတာတို့ video game ဆော့တာဆွဲတာတို့အဲ့လိုမျိုးပေါ့နော်ဟိုတိတာထင်ရှားတဲ့ဆွဲလန်းမှုပေါ့နော်ဒါပေမဲ့ဒီအောက်ကလေးကိုရောက်သွားလို့ရှိရင် spiritual နဲ့ပတ်သက်ပြီးတော့ဆွဲလန်းမှုပေါ့နော်ဥပမာတရားထိုင်တာတို့ဘာသာရေးလုပ်တာတို့သိရမလား healing တွေကိုhealing တွေပဲထိုင်လုပ်နေရတော့အဲ့လိုမျိုးပေါ့နော်
ဒါကကြတော့ဆွဲလန်းမှုရှိတဲ့ line ပေါ့နော်အဲ့ဒီမှာနောက်ထပ်မစုထပ်ပြီးတော့မှအသေးစိတ်ထပ်ပြောရမယ်ဆိုလို့ရှိရင်ဘယ်လိုလဲဆိုတော့ဒါကတော့ wireless Cavia line ရအလုပ်ပေါ့နော်ဒါပေမဲ့တချို့တွေ wireless Cavia line ရလေအပြက်ကလေးပဲဒါလည်း wireless Cavia line ပဲဒါပေမဲ့ तू ကကြတော့ကိုယ့်ရဲ့ဆွဲလန်းမှုကိုကဘယ်လိုပြောမလဲဟိုပါပေါ့နော်ပြန်ပြီးတော့မှကောင်းမွန်တဲ့ဘက်ကိုပြိုးထောင်နေတဲ့ပုံစံပေါ့နော်လုံးဝတစ်ခုဆိုတစ်ခုတည်းကိုပဲလုံးဝဆွဲလန်းနာမျိုးမဟုတ်ဘဲနဲ့အတက်နိုင်ဆုံးကိုဆွဲလန်းမှုကိုကထိန်းချုပ်ပြီးတော့မှသွားနေတဲ့ပုံစံမျိုးလေးပေါ့နော်ဒီလိုအပြက်ကလေးတွေပါလာနောက်တော့အဲ့တော့ဒီဟာအသက်လန်းကြောင်းဒါလေးကကြတော့ wireless Cavia line အဲ့မှာဒီလိုမျိုးအခွလေးဖြစ်သွားတယ်ဆိုကြာဘူးပုံလေးဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကဘာကိုပြောရလဲဆိုလို့ရှိရင်ကိုကပေါ့နော်ဒီဆွဲလန်းမှုကိုတစ်ခုခုကိုအသုံးချပြီးတော့တစ်ခုခု healthy ဖြစ်တဲ့ဥစ္စာကို healthy ဖြစ်ပြီး productive ဖြစ်တဲ့ဥစ္စာကိုအသုံးချပြီးတော့မှကိုယ့်ဘဝကိုတိုးတက်ပြီးတော့ကြီးပွားအောင်မြင်အောင်လုပ်လိုက်လို့ကြီးပွားအောင်မြင်လာခြင်းရှိရဆိုတဲ့သဘောဖြစ်တယ်တဲ့နားမှာလာရ Vascavia line လည်းပါရမယ်ဒီနားမှာလည်းကြာဘူးပုံလေးလိုမျိုးလေးဖြစ်နေရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကဆွဲလန်းတာကကောင်းတဲ့ဆွဲလန်းမှုကြောင့်ကိုယ့်ဘဝကိုကောင်းတဲ့ဘက်ကိုသွားနိုင်တယ်ဆိုတဲ့သဘောပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ money line နဲ့ပတ်သက်ပြီးတော့ပြောမယ်ပေါ့နော်မြန်မာလို့ဆိုလို့ရှိရင်ကန်လန်းချောင်းပေါ့ကန်လန်းချောင်းလို့ပြောလဲပြရတယ်ထီယိုးလို့ပြောလဲရတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီဟာကျတော့ Satan လို့ခေါ်တယ်ဒါ Mount of Satan မြန်မာလို့ဆိုရင်ဘာဂျူကုံလဲမစုမသိတော့ဘူးပေါ့နော်ဟိုတနင်္ဂနွေလားစနေလားအဲ့ဒါမစုမြန်မာလို့လေ့လာခဲ့တာမဟုတ်တော့လေမြန်မာဂျူကုံနေနဲ့ကြာမစုသိfamily ကမဖြစ်ဘူးပေါ့နော်အင်္ဂလိပ်လိုပဲပြောတော့မယ်ဒါလေးက Mount of Satan လို့ခေါ်တယ် Satan ဂျူကုံပေါ့နော်စိတ်တန်ဂျူကုံဥတီတဲ့ line နေရဆိုလို့ရှိရင်ကန်လန်းချောင်းတို့မဟုတ်ထီယိုလို့ခေါ်တယ်ဒါကြတော့နှလုံးလန်းချောင်းပေါ့နော်ဒီလိုမျိုးထီယိုကလေဟိုးအစတွေကဒီလိုမျိုးတဖြောင်းနဲ့သွားမယ်ဆိုလို့ရှိရင်ဒီလူကဘဝမှာလမ်းကြောင်းတစ်ခုဆိုတစ်ခုရဲ့ပုံမှာဖြောင်းတန်မတ်နဲ့မှဘဝကိုတိုးတက်သွားမယ်ပုံစံရှိရပေါ့နော်ဥပမာဆိုလို့ရှိရင်မင်းကြီးမင်းသားတွေမှာဒါမှမဟုတ်career တစ်ခုကိုလေငငယ်တွေကဥပမာဗလဲရုပ်ရှင်မင်းသားမင်းသမီးတို့သိရမလားငငယ်တွေကဒီ industry တစ်ခုထဲမှာကိုလုံးဝသူရည်ရွယ်ထားတဲ့အတိုင်းရည်ရွယ်ချက်ရှိနဲ့အဆုံးထိသွားနိုင်မဲ့သူတွေပေါ့နော်ဒါမှမဟုတ်စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်လည်းလုပ်ငန်းကြီးလုပ်မယ်ဆိုလို့ရှိရင်လည်းလူတွေအများကြီးကိုဥဆောင်ပြီးတော့မှ project ကြီးတွေလုပ်ရမယ်လမ်းကြောင်းပေါ့နော်ဒါကန်လမ်းကြောင်းဟိုးအပေါ်ထိသွားမယ်ဆိုရင်အဆုံးထိသွားရမှာအဲ့လိုမှမဟုတ်ဘဲနဲ့ broken ဖြစ်နေမယ်ဆိုလို့ရှိရင်မဆုလို့လိုမျိုးပေါ့နော်မဆုဆိုလို့ရှိရင်ကန်လန်းကြောင့်လိုမျိုးလေးလာပြီးတော့ဒီလိုမျိုးလေးဖြစ်သွားပြီးရင်ဒီမှာပြန်တက်သွားတချောင်းနဲ့မဟုတ်ဘူးအပြက်ကအဲ့လိုဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘယ်လိုသတ်မှတ်လို့ရလဲဆိုတော့ဒီလိုမျိုးစုံတဲ့နေရာကိုဒါအသက်35နောက်ထပ်နှလုံးလန်းကြောင်းနဲ့စုံတဲ့နေရာကိုကျတော့အသက်53ဆိုပြီးတော့သတ်မှတ်တယ်အဲ့တော့ဟိုးငငယ်လေးတွေက20ကျော်တွေကစလာတဲ့ career ကအသက်33မှာရပ်တန့်သွားမယ်ဒီ career နဲ့အသုံးပြုပြီးတော့ဘဝကိုဆက်ပြီးတော့ရှင်သန်လို့မရတော့ဘူးနောက်ထပ်လမ်းကြောင်းတစ်ခုနဲ့ရှင်သန်မှရတော့မှာအဲ့ဒါကလည်းတကယ်မှန်တယ်မဆုအတွက်ပေါ့နော်အရင်တော့ဆိုမဆုမှာအင်္ဂလိပ်စာတွေလေ့လာပြီးတော့ထိုးကိုက်လုပ်တယ်ပြီးတော့အင်္ဂလိပ်စာဆရာမလုပ်တယ် online မှာတွေစတင်တယ်အသက်23လောက်မှာစတင်တဲ့အလုပ်ကိုမဆုမလုပ်ချင်တော့ဘူးလုပ်လို့ရသေးတယ်ကွာဒါပေမဲ့လုပ်ချင်စိတ်ကိုမရှိတော့တာအဆန်လည်းမရဘူးအဆန်တော့ရတယ်ပေါ့နော်ဒါကြီး lucrative မဖြစ်ဘူးပြည့်မှုကောင်းလာတယ်ဆိုပြီးတော့တခြားကိုပျော်ရွှင်ရစိတ်ပျော်ရွှင်ရအလုပ်တွေကိုမဆုလုပ်ရင်းနဲ့ပဲပတ်စံရှာမယ်ပေါ့နော်ဟိုရကျင်တဲ့လောက်ရကောက်ကိုပျော်လေးနေပြီးတော့စိတ်ချမ်းသာတယ်လို့နေပြီးတော့ပတ်စံရှာပြီးတော့သွားမယ်ဆိုတော့စိတ်ဝင်သွားတော့ပေါ့နော်ဝင်သွားတော့တခြား career လမ်းနေပဲရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဆောနာလာခဲ့တဲ့လမ်းကြောင်းတွေတော့မဟုတ်ဘူးတခြားလမ်းကြောင်းနဲ့မစုကအသက်မွေးဖွားရတယ်မွေးဖွားပြီးတော့53လောက်ကြာလို့ရှိရင်တော့ဒီ career ကနေပြီးတော့ထပ်ဆွန့်လွတ်ရလိမ့်မယ်ထပ်ဆွန့်လွတ်ပြီးတော့တခြား career ကိုပြောင်းရမယ့်သဘောရှိတယ်ပေါ့နော်အဲ့လိုပဲတချို့လူတွေကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီဂျာထဲမှာ career ပြောင်းနေတာရှိတယ် career ပြောင်းနေတာကသူတို့ဒုက္ခရောက်ပြီးတော့လမ်းဘေးရောက်ပြီးတော့စားမယ်တောင်းမယ်ဘဝဖြစ်နေမှာလားဆိုတော့မဟုတ်ဘူးအဲ့ဂျာထဲမှာသူတို့ကမေရရပေါ့နော်မေရရအလုပ်တစ်ခုဆိုတစ်ခုတည်းအလုပ်မရှိတော့ဘူးဖျားတရားလုံးရင်လုံးမယ်မလုပ်ဘူးဆိုရင်ရောင်ဝါပေါ့နော်သိရမလားရောင်ဝါဟိုဟာလေးလှုပ်လိုက်ဒီဟာလေးလှုပ်လိုက်ဟိုဟာကောင်းနိုးဒီဟာလေးကောင်းနိုးအဲ့လိုမျိုးလေးဖြစ်မှာဒီအသက်ပိုင်းချားမှာပေါ့နော်ဒီလိုမျိုးကန်လန်းချောင်းကပြက်နေတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်တချို့တွေဆိုလို့ရှိရင်ဒီလိုမျိုးလာတယ်လာပြီးတော့ဒီနားလေးမှာရက်တန့်သွားတယ်အပေါ်မှာမရှိတော့ဘူးအသက်50ကျော်ရင်သူတို့ဘဝဘာနဲ့ရက်တည်ရမလဲမသိတော့ဘူးပေါ့နော်ဘယ်လိုပြောမလဲဘယ်အလောက်ကင်နဲ့ရက်တည်ရမလဲမသိတော့တာမျိုးရှိတယ်ပေါ့နော်
ဒါကတော့အကျမ်းပြင်းပေါ့နော်နောက်တစ်ခုကကြတော့ sunline ပေါ့နော် sunline ကကြတော့ဒီလက်ခလဲကိုဥတီရဲ့ line sunline ဆိုတာလည်းတက်ရှိသေးတယ်မြန်မာလူကတော့ကန်လန်းချောင်းလို့ပဲခေါ်လာလားတော့မသိဘူးပေါ့နော် sunline ကလည်းစောနာကပြောသလိုပဲအောင်မြင်ရေးလမ်းကြောင်းလိုမျိုးပဲဟိုဟာဖြစ်တယ်ပေါ့နော်ဟိုအောင်မြင်လူတယောက်ဘလောက်အောင်မြင်နိုင်လဲမအောင်မြင်နိုင်ဘူးလဲဆိုတာ sunline ပေါ်လာလို့ရှိရင်အောင်မြင်နိုင်တဲ့ဘဝမှာထွတ်ထိပ်ရောက်နိုင်တယ် sunline ကဒီလိုမျိုး cross တွေအဖြတ်တွေပါလို့ရှိရင်တော့ဂျားထဲမှာအများကြီးကြော်လွှားပြီးမှခက်ခဲရင်ဆိုင်ပြီးတော့မှအောင်မြင်မှုရမှာပေါ့နော်လွယ်ကူကူနဲ့တော့မရဘူးအဲ့လိုလူမျိုးတွေကနောက်တစ်ခုကကြတော့လေငယ်ဘဝကပေါ့နော်ငယ်ဘဝတော့မဟုတ်လူငယ်ဘဝမှာငွေရေးကြေးရေးချက်တဲပြီးတော့မှဟိုမတီမငိမ်နဲ့ဘဝကိုရှင်သန်ရတဲ့လူတွေဆိုလို့ရှိရင်ဘယ်လိုမျိုးလဲသိလားဒီဟာဆောနာမဆုပြောတဲ့ sunline နော် sunline ကတစ်ဖြောင်းနဲ့မဟုတ်ဘူး sunline ကလေအပြက်တွေအများကြီးပဲဒီလိုမျိုးကြီးအဲ့လိုမျိုးတွေအများကြီးပဲဒီလိုမျိုးလောက်လိုက်ဒီလိုလေးလောက်လိုက်သိမလားအပေါ်တချောင်းနဲ့ကိုထောင်တက်သွားတယ်ဆိုတာမရှိဘူးကွာဒီလိုမျိုးလေးတက်သွားလိုက်ပြီးရင်ဒီလိုမျိုးလေးသွားလိုက်လိုမျိုးလေးသွားလိုက်သူ့မှာလေအဲ့လိုမျိုးအဖြတ်တွေဟိုဘက်တွေဒီဘက်တွေရှုပ်ရှက်ခန့်နေပဲပေါ့နော်အဲ့လိုလူမျိုးတွေကလေဟိုဗာလဲအသက်20လောက်ကစပြီးတော့ဒီလူရဲ့လို့ဖြစ်လာတဲ့အထိပေါ့နော်30ကျော်40ကျော်သူရှိရင်ရှိသလားပေါ့မတိမငိမ့်နဲ့ငွေရေးကြေးရေးမတိမငိမ့်နဲ့အကျွေးတွေပတ်လဲဝိုင်းပြီးတော့အကျွေးဆက်လိုက်အသက်ရှင်လိုက်လှုပ်လေးလှုပ်လိုက်အဲ့လိုမျိုးကြက်တဲနဲ့ရှင်သန်ရမယ်ဆိုရင် sunline ရလေအဲ့လိုမျိုးအများကြီးပဲ cross တွေအောင်ဖြစ်တယ်အပြက်တွေအများကြီးရှိရပေါ့နော်မဆုမှလည်းအဲ့လိုပါတယ်မဆုအသက်20မပါဘူးဟိုငငယ်လေးတွေကပေါ့နော်16နှစ်လောက်ထဲရမဆုအလုပ်စလုပ်တာ10တန်းအောင်ပြီးရ29 28လောက်ထိအဲ့လိုမျိုးမတီမငိမ် career နဲ့ပတ်သက်ပြီးတော့မြင်ရလားမသိဘူးတွေ့လားမဆုရ sunline ဒီလက်ခက်လေကိုဒီအပေါ်ဘက်ကကြတော့50ကျော်ဖြစ်သွားပြီ50ကျော်ကြာလို့ရှိရင်တော့တော်တော်ကိုအိုးစားတာကောင်းသွားပြီဒါမဲ့ဒီ20ကျော်လောက်ကစပြီးတော့တွေ့လား sunline ရအပြက်တွေအများကြီးပဲတင်ငိမ်မှုမရှိဘဲနဲ့မဆုဘဘတော့လာခဲ့ရတာကွာလုပ်ငန်းဗလဲငွေရေးကြေးရေးပြီးတော့အလုပ်အကန့်နဲ့ပတ်သက်ပြီးတော့တည်ငြိမ်မှုတည်ငြိမ်နဲ့လာခဲ့ရတာမဟုတ်ဘူးဒုက္ခတွေမတည်မငြိမ်နေတဲ့ငွေရေးကြေးရေးတွေကြက်တဲပြီးတော့မှလာခဲ့ရတာပေါ့နော်ဒါပေမဲ့အသက်33လောက်ကျော်ပြီးတဲ့နောက်မှာတော့အဲ့လိုမျိုးရှုပ်ချက်တွေတော့တိတ်မရှိတော့ဘူးဒါကကြတော့ဆွမ်းနာမစုပြောတယ်ဟိုပါပေါ့နော်ကန်လန်းကြောင်ကရှိတယ်မတွေ့လားရှိတယ်ဒီကြားထဲမှာကိုပြတ်နေတာဒီကနေဒီထိ33လောက်ထိကကောင်းသေးတာမဟုတ် career ရှိရပေါ့နော်အဲ့ဒီရဲ့နောက်ပိုင်းမှာလीမရှိတော့ပြလားဒီကြားထဲမှာမရှိတော့ဒီနားလေးမှာတော့ရှိတယ်လို့မရှိတယ်လို့မမဆောင်ပေါ့နော်ဟိုဟာဖုန်းထဲမှာတော့မမြင်အောင်အပြင်မှာတော့မြင်ရတယ်မြင်လေးတော့ရှိရဒီကြားထဲမှာဒါပေမဲ့မွေးမြူလာတဲ့လမ်းကြောင်းနဲ့သွားရမှာမဟုတ်တော့ဘူးတခြားလမ်းကြောင်းအသစ်နဲ့ဘဝကိုရပ်တည်ရမယ်ပုံစံဒီဟာမဟုတ်တော့ပဲနောက်တစ်ကြောင်းအသစ်ပေါ်ရတဲ့ကြောင်းမလို့ပေါ့နော်ဒါကတော့sunline နဲ့ money line ရဲ့clarification လေးပေါ့နော်အဲ့ဒီတော့အပိုင်းနှစ်ကလေးကိုဒီလောက်နဲ့ပဲညီကုန်းထုတ်လိုက်ပါရယ်အကယ်၍မှဒီဗီဒီယိုလေးကကိုယ့်အတွက်အထောက်အကူဖြစ်တဲ့အပိုင်း3လေးစက်ကြည့်ကျင်တယ်ဆိုလို့ရှိရင်เนาะဒီဗီဒီယိုလေးရဲ့အောက်မှာအပိုင်း3လေးစက်တင်ပေးပါဆိုပြီးတော့ comment လေးရေးခဲ့ပေးပါလို့မဆုတောင်းဆိုချင်ပါတယ်အခုတို့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တတာ bye bye